အားလုံးပဲမင်္ဂလာပါလူအမျိုးမျိုးစိတ်ထွေထွေဆိုသလိုပဲလူသားတွေရဲ့အုံနောက်ဖွဲ့သီးတိဆောက်ပုံကတဦးနဲ့တဦးမတူညီကြပါဘူးအလုံးလုံးပုံချင်းလည်းကွဲပြားခြားနားကြပါတယ်ဒီထဲအမှာကျွန်တော်တို့ယောက်ျားလေးတွေရဲ့အုံနောက်နဲ့မိန်းကလေးတွေရဲ့အုံနောက်ကလုံးဝကိုကွဲပြားခြားနားသွားအလုံးလုံးကြပါတယ်အလုံးလုံးပုံချင်းလုံးဝမတူညီကြပါဘူးဒါဆိုရင်ဘယ်အချက်တွေကမတူညီတာလဲဘာတွေကွဲပြားခြားနားကြတာလဲဆိုတာကိုကျွန်တော်အနေနဲ့သိပ္ပံနည်းစနစ်ထက်ပိုပြီးတော့အခြေခံကြတဲ့အချက်လက်တွေနဲ့တင်ဆက်ပေးသွားမှာဖြစ်လို့လူချင်းမင်းတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြဖို့အကြံပြုချင်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်တို့ယောက်ျားလေးတွေရဲ့အုံနောက်အလုံးလုံးပုံကနေစပြီးတော့ပြောပြပါမယ်ကျွန်တော်တို့ယောက်ျားလေးတွေရဲ့အုံနောက်ကိုမြင်သာအောင်ပြောရမယ်ဆိုရင်မတူညီတဲ့ဘူးသေးသေးလေးတွေအများကြီးနဲ့ဖွဲ့စည်းထားသလိုပါပဲဘူးတစ်ခုချင်းစီတိုင်းမှာလည်းသူနဲ့သက်ဆိုင်တဲ့အမည်နာမလေးတွေကိုစီရှိကြပါတယ်ဥပမာအလုပ်အတွက်ကားအတွက်မိသားစုအတွက်အပေါင်းအသင်းအတွက်စသဖြင့်မတူညီပဲနဲ့အမည်နာမလေးတွေခွဲခြားထားကြပါတယ်ထူးဆန်းတာကဒီဘူးလေးတွေကတစ်ခုနဲ့တစ်ခုတီးခြားစီဖြစ်ပြီးတော့လုံးဝဆက်သွယ်မနေကြပါဘူး။ဘာကြောင့်လဲဆိုရင်ယောက်ျားလေးတွေအများစုကအကြောင်းအရာကိစ္စတစ်ခုခုကိုဆွေးနွေးကြတော့မယ်ဆိုပါစို့ဒါဆိုရင်အုံနောက်ထဲမှာအဲ့ဒီအကြောင်းအရာနဲ့သက်ဆိုင်တဲ့ဘူးလေးတစ်ခုကိုပဲတိကျဆွဲထုတ်လိုက်ကြပါတယ်။ပြီးသွားရင်တော့ဘူးထဲမှာရှိတဲ့အကြောင်းအရာတွေကိုပဲဆွေးနွေးကြပါတယ်။ဆွေးနွေးပြီးသွားရင်လည်းဒီဘူးကိုစနစ်တကျမူလနေရာမှာပဲပြန်လဲသိသိတတ်ကြတာများပါတယ်။ဒါဆိုရင်မိမတွေရဲ့အုံနောက်အလုံးလုံးပုံကိုဆက်လက်ပြီးပြောပြပါမယ်။မိမတွေရဲ့အုံနောက်ကိုဥပမာပေးရရင်တော့ဝါယာကျိုးခွေကြီးတစ်ခုနဲ့ဖွဲ့စည်းတည်ဆောက်ထားသလိုဆင်တူပါတယ်။ဘာဖြစ်လို့လဲဆိုတော့အကြောင်းအရာကိစ္စတွေအကုန်လုံးကတစ်ခုနဲ့တစ်ခုတနည်းမဟုတ်တနည်းနဲ့ချိတ်ဆက်နေတဲ့ကြလို့ပါ။ဥပမာအလုတ်အတွက်ဘူးကပတ်စံအတွက်ဘူးနဲ့ဆက်ဆက်တယ်ပတ်စံအတွက်ဘူးကကားအတွက်ဘူးနဲ့ဆက်ဆက်တယ်လို့ပဲကားအတွက်ဘူးကလည်းအလုတ်အတွက်ဘူးနဲ့ဆက်ဆက်နေတတ်ပြန်ပါတယ်အဲ့ဒီလိုပဲဘူးတွေအားလုံးကတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတတ်ကြပါတယ်တနည်းပြောရရင်တော့ Internet Super Highway ကြီးလိုပါပဲပြီးတော့မိမကြီးရဲ့အုံနောက်ကစိတ်ခံစားမှုလို့ခေါ်တဲ့စွမ်းရည်တစ်မျိုးနဲ့အလုံးလုံးပါတယ်ဒါကပဲမိမကြီးအရာအလုံးကိုမှတ်မိနေစေတဲ့အကြောင်းအချက်လက်တစ်ခုပါပဲဒါဟုပဲ system ရှိတယ်လို့ way power ရှိတယ်လို့ဆိုပြီးတော့ပြောဆိုနေကြတာတွေကတော့မိန်းကလေးတွေကိုအယူပုံမြောက်ပေးနေကြသလားတော့မပြောတတ်တော့ပါဘူးအကယ်၍သင်ကသာသူတို့မကြိုက်တဲ့ဖြစ်ရတစ်ခုကိုလှုပ်လိုက်မိတဲ့အခိုက်အတန့်မျိုးနဲ့ကြုံပြီးဆိုပါစို့အဲ့ဒီမှာပဲသူတို့ရဲ့စိတ်ခံစားချက်နဲ့ချိတ်ဆက်မိသွားပြီးတော့တသက်လုံးမေးမရအောင်မှတ်မိသွားတာမျိုးပါပဲယောက်ျားလေးတွေမှာလည်းမိန်းမတွေလိုဖြစ်ရမျိုးနဲ့အလားတူကိစ္စမျိုးတွေရှိခဲ့ဘူးပါတယ်ဒါပေမဲ့လည်းသူတို့လိုမျိုးဖြစ်လေဖြစ်တာမရှိပဲအစားကပြောခဲ့တယ်လို့မျိုးပဲသက်ဆိုင်ရာဘူးလေးအတွင်းထဲကိုရောက်ရှိသွားမှကျိတ်သေးပါပဲပြီးတော့မိန်းကလေးတွေလုံးဝသတိမထားမိတဲ့အရန်ထူးဆန်းတဲ့ဘူးလေးတစ်ခုကကျွန်တော်တို့ယောက်ျားလေးတွေမှာရှိနေပါတယ်ဒီဘူးလေးထဲမှာဘာတွေပါလဲဆိုရင်တော့ဘာမှမပါဝင်တဲ့ဗလာဘူးလေးပဲဖြစ်ပါတယ်ဒီဘာမှမရှိတဲ့ဗလာဘူးလေးကိုပဲအုံနောက်ထဲမှာရှိတဲ့တခြားဘူးတွေအားလုံးထက်ယောက်ျားလေးတွေကပို့ပြီးတော့နှစ်သက်ခုံမင်မြင်လို့ရကြပါတယ်အားလက်တဲ့အချိန်တိုင်းမှာလည်းဒီဗလာဘူးလေးကိုတော်တော်ဖွင့်ကြည့်ပြီးတော့ကျင်းနေတတ်ကြပါတယ်ဒါကြောင့်လေယောက်ျားလေးတွေကအလုပ်လုပ်တဲ့အခါမှာဘာကိုမှမစင်းစားမတွေးတော့ဘဲနဲ့အေးအေးဆေးဆေးနဲ့အလုပ်လုပ်နေနိုင်တာပဲဖြစ်ပါတယ်ပြောရရင်တော့ငားများနေတယ်လို့ပါပဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပန်ဆယ်ဗားနီးယားတက္ကသိုလ်ကလေ့လာမှုတစ်ခုလုပ်ခဲ့ကြပါသေးတယ်အဲ့ဒီမှာပဲရလက်အနေနဲ့ယောက်ျားလေးတွေကလုံးဝဘာဆိုဘာမှမတွေးဘဲနဲ့နေနိုင်တဲ့စွမ်းရည်ရှိကြောင်းလေ့လာတွေ့ရှိခဲ့ကြရပါတော့တယ်သူတို့ရဲ့အုံနောက်ထဲမှာဝါယာကြိုးတွေလိုပစ္စည်းတွေဟိုရှုပ်ဒီရှုပ်ဟိုချိတ်ဒီချိတ်မျိုးနဲ့ရှိမနေကြပဲအုံနောက်လိုင်းကတန်းနဲ့ပုံမှန်သွားနေတာပါအသက်ကတော့ရှူနေတော့မှာပဲမိန်းကလေးတွေကတော့ဒါမျိုးမလုံနိုင်ကြပါဘူးလှုပ်လည်းမလှုပ်တတ်ကြပါဘူးသူတို့ရဲ့အတွေးတွေကတစ်ချိန်လုံးမနာတမ်းရှောက်တွေးနေတာပဲဖြစ်ပြီးကျွန်တော်တို့ယောက်ျားလေးတွေရဲ့အုံနောက်ထဲကဘာမှမရှိတဲ့ဗလာဘူးလေးအကြောင်းကိုလည်းသူတို့တွေနားမလည်ကြပါဘူးဒါကလည်းယောက်ျားလေးနဲ့မိန်းကလေးတွေကိုပြဿနာခဏခဏဖြစ်စေတဲ့အကြောင်းအချက်တစ်ချက်ထဲမှာလည်းပါဝင်မယ်ဖြစ်ပါတယ်တော်များများကြုံတွေ့ဘူးကြမယ်ဥပမာတစ်ခုလောက်ပေးရမယ်ဆိုရင်ကျွန်တော်တို့ယောက်ျားလေးတွေကဘာမှမရှိတဲ့ဗလာဘူးလေးကိုဖွင့်ပြီးတော့လောကကြီးနဲ့အဆက်အသွယ်ပြတ်တောက်နေတဲ့အချိန်မှာဘေးရကောင်မလေးကနေဘာအကြောင်းစဉ်းစားနေတာလဲဘာတွေတွေးနေတာလဲလို့မေးလာခဲ့သည်ဆိုပါစို့အဲ့ဒီချိန်မှာကျွန်တော်တို့ယောက်ျားလေးတွေကလည်းဘာလို့မှမတွေးပါဘူးလို့ပြန်လဲဖြေဆိုမိကြမှာပါအဲ့ဒီဘာမှတွေးမနေပါဘူးဆိုတဲ့အဖြေကပဲမိန်းကလေးတွေကိုစိတ်ဆိုးစေပါတယ်စိတ်မဆိုးဆိုးအောင်လည်းပို့ပြီးတော့ဆွပေးစေတယ်လို့မျိုးဖြစ်ပေါ်နေပါတယ်
ဘာဖြစ်လို့လဲဆိုတဲ့အကြောင်းရင်းကတော့သူတို့တွေရဲ့စိတ်ထဲမှာကျွန်တော်တို့ကတခုခုကိုစဉ်းစားတွေးတောနေပါရဲ့နဲ့မပြောပြဘဲနဲ့ဖုံးကွယ်ထားတယ်လို့ထင်သွားစေလိုပါပဲဒါကတော့ကျွန်တော်တို့ယောက်ျားလေးတွေရဲ့ဘူးလေးတွေနဲ့ဖွဲ့သီးတိဆောက်ထားတဲ့အုံနောက်ရဲ့အလုံးလုံးပုံနဲ့မိန်းကလေးတွေရဲ့ဝါယာကျိုးခွေကြီးနဲ့တိဆောက်ထားတဲ့အုံနောက်ရဲ့အလုံးလုံးပုံတို့မတူညီပဲကွဲပြားကြတဲ့အချက်တွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီလောက်ဆိုရင်ယောက်ျားလေးနဲ့မိန်းကလေးတို့ရဲ့အုံနောက်အလုံးလုံးပုံချင်းမတူညီပဲကွဲပြားကြပုံကိုသိရှိသွားကြလိမ့်မယ်လို့ထင်မြင်မိပါတယ်ကျွန်တော်ကတော့အောင်ဖြိုးမင်းမဲဖြစ်ပါတယ်ခင်ဗျာလူချင်းမင်းတို့အတွက်ဘူးတူတာဖြစ်စေမယ့်အကြောင်းအရာများစွာကိုရှာဖွေတင်ဆက်ပေးနေတာပဲဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားကြဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဗီဒီယိုအသစ်တင်တိုင်းလည်းအချိန်မီသိရှိနိုင်သေးဘူးခေါင်းလောင်းလေးကိုနှိပ်သွားကြဖို့လည်းမမေ့ပါနဲ့ဦးနော်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးအများကြီးပဲတင်ရှိပါတယ်ခင်ဗျာနောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ